စကြောက်လာရဲ့အတိုင်းတာတွေကြောင့်ပြောတဲ့အခါအလင်းနဲ့ like ရဆိုတဲ့စကားလုံးကလူတော်များကိုဇဝေဇဝါဖြစ်စေပါတယ်။ဉာဏ်ကြီးထဲမှာနှစ်ဆိုတာပါနေတဲ့အတွက်ဒါဟာအချိန်ကိုတိုင်းတာတာလို့အထင်မှားတတ်ကြပေမဲ့တကယ်တော့ဒါဟာအကွာအဝေး distance ကိုတိုင်းတာတဲ့ unit တစ်ခုသာဖြစ်ပါတယ်။ဒီ user ကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်သာတော့ဥပမာလေးတွေနဲ့အချမ်းစိတ်ဖြာကြည့်အောင်ပါ။အယိုးရှင်းဆုံးပြောရရင်အလင်းနှစ်ဆိုတာအလင်းတန်းတစ်ခုဟာတစ်နှစ်တာကာလအတွင်းမှာခရီးနေနိုင်တဲ့စုစုပေါင်းအကွာအဝေးကိုခေါ်တာပါ။အလင်းရဲ့လင်တစ်စက္ကန့်ကိုမိုင်ပေါင်း1,86,000 မိုင် per second ပြေးပါတယ်ဒီမြန်နှုန်းနဲ့အလင်းဟာတစ်နှစ်လုံးမနားတမ်းသွားမယ်ဆိုရင်မိုင်ပေါင်း6 trillion 6နောက်မှာ3.12လုံးနီးပါးရောက်ပါတယ်ဒါကြောင့်အလင်းနှစ်ဟာအချိန်ကိုတိုင်းတာတာမဟုတ်ဘဲနဲ့အလွန်ဝေးကွာတဲ့ခရီးအကွာအဝေးကိုတိုင်းတာတာဖြစ်ပါတယ်လူတွေကဘာကြောင့်အလင်းနှစ်ကိုအချိန်လို့အထင်မှားကြတာလဲအလင်းနှစ်ကိုအချိန်လို့ထင်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့စကြောက်လာကြီးကိုကြည့်တဲ့အခါအတိတ်ကိုပြန်ကြည့်နေရခြင်းကြောင့်ဖြစ်ပါတယ်ဥပမာနေမင်းကြီးနေနဲ့ကဘာ10မိနစ်စာအလင်းခီ like မိနစ်ကွာဝေးပါတယ်ဆိုတာကအခုကျွန်တော်တို့မြင်နေရတဲ့နေအောင်ကြီးဟာလွန်ခဲ့တဲ့10မိနစ်ကနေစီကထွက်လာတာပါအကယ်၍နေကြီးရုတ်တရက်ပျောက်သွားရင်ကျွန်တော်တို့ကနောက်ထပ်10မိနစ်ကြာမှသိရမှာပါဥပမာကျေစုများကျွန်တော်တို့ညာဘက်ကောင်းကင်မှာမြင်နေရတဲ့ကျေတဝင်းဟာအလင်းနှစ်100လောက်ဝေးရဆိုပါကျွန်တော်တို့မြင်နေရတဲ့အလင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ကထွက်လာတာပါဒီကျေဟာအခုချိန်မှာပောက်ကွဲပျက်စီးသွားပြီဆိုရင်တော့ကျွန်တော်တို့စီကိုအလင်းရောက်ဖို့နောက်ထပ်နှစ်100စောင့်ရပါအောင်ဒီချက်ကြောင့်ပဲလူတွေကအလင်းနှစ်ကိုအချိန်နဲ့ရောထွေးသွားကြတာပါအကွာဝေးကဝေးလုံးတဲ့အတွက်အချိန်ကွာဟချက်ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်ပိုပြီးမြင်သာစေမယ့်ဥပမာတွေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်ဘဝတွေကဥပမာတွေနဲ့နှိုင်းယှဉ်ကြည့်အောင်ရန်ကုန်နဲ့မန္တလေးဘယ်လောက်ဝေးလဲလို့မေးရင်ကားနဲ့မောင်းရင်8နာရီလောက်သွားတယ်လို့ဖြေလို့ရှိပါတယ်ဒီနေရာမှာ8နာရီဆိုတာအချိန်ကိုပြောတာဖြစ်ပေမဲ့တကယ်တမ်းမှာတော့ဒီကအကွာဝေးကိုညီညွတ်နေတာပါအလင်းနှစ်ဟာလေဒီသဘောပါနိုင်ငံခြားမှာရှိတဲ့တငယ်ချင်းတယောက်ကတင်းစီကိုစာတစ်စောင်ရေးလိုက်တယ်ဆိုပါစို့အဲဒီစာကသင်္ဘောနဲ့လာတဲ့အတွက်တလကြာမှတင်းလက်ထဲကိုရောက်တယ်တင်စာဖတ်နေတဲ့အချိန်မှာတင်းတငယ်ချင်းကနောက်ထပ်တနေရာကိုတော့ပြောင်းသွားလောက်ပါဒီနေရာမှာတလစာသင်္ဘောခီးဆိုတာကအကွာဝေးကိုပြောတာပါဒါပေမဲ့ဒီအကွာဝေးကြောင့်ပဲတင်ဟာတငယ်ချင်းရဲ့အတိတ်ကအကြောင်းအရာကိုဖတ်နေရတာဖြစ်ပါတယ်ဒါကြောင့်အလင်းနှစ်ဆိုတာပေတံတစ်ခုလိုပါပဲဒါပေမဲ့တာမန်ပေတံမဟုတ်ဘဲနဲ့အချိန်နဲ့အာကာသ space time ကိုရှင်းတွဲပြီးတိုက်တာရတဲ့အလွန်ရှည်လျားတဲ့ပေတံကြီးဖြစ်ပါတယ်အလင်းနှစ်အကွာဝေး distance အလင်းနှစ်ကြောင့်ဖြစ်လာတဲ့အကျိုးဆက်အတိတ်ကိုမြင်ရခြင်းဒါကြောင့်စကြဝဠာထဲမှာအလင်းနှစ်တသန်းဝေးတယ်လို့ပြောရင်အဲ့ဒါကအချိန်တသန်းကိုပြောတာမဟုတ်ဘဲနဲ့အလင်းနှန်းတစ်ခုနှစ်ပေါင်းတသန်းကြောင်ပြေးရမယ်မိုင်ပေါင်းဂရီဂရာကိုပြောတာဖြစ်တာကိုနားလည်နိုင်မှာဖြစ်ပါတယ်စကြောက်လာရဲ့အတိုင်း